ဂျပန်နိုင်ငံကဒလိထုံးတမ်းတွေနဲ့ပြည့်နှက်နေတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ကြော်ကြားပါတယ်။ဒီနေ့မှာတော့ဂျပန်ကိုရောက်ရင်လုံးဝမလုပ်သင့်တဲ့အရာ9ခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ငွေကြေးအပိုမပေးပါနဲ့ဂျပန်မှာဆိုရင်ဝန်ဆောင်ခတွေကိုဈေးနှုန်းထဲမှာထည့်သွင်းပြီးသားဖြစ်ပါတယ်။ဒါကြောင့်အကယ်၍မိတ်ဆွေကပတ်စံအပိုချန်ခဲ့မယ်ဆိုရင်ဒါဟာဝန်ထမ်းကိုမလေးစားတဲ့သဘောဖြစ်သွားစေနိုင်ပြီးသူတို့ကိုအခက်တွေ့စေနိုင်ပါတယ်။နံပါတ်2အနေနဲ့လူစိမ်းတွေရှိမှဖုံးမပြောပါနဲ့ဂျပန်မှာယထာတွေဘတ်စကားတွေပေါ်မှာဆိုရင်လူတိုင်းဟာလုံးဝစိတ်နေတတ်ကြပါတယ်။နံပါတ်3အနေနဲ့လမ်းလျှောက်ရင်အစားတောက်မစားပါနဲ့ဂျပန်မှာလမ်းလျှောက်ရင်စားတောက်တာကရိုင်းတယ်လို့မှတ်ယူကြပါတယ်ဒါကြောင့်တနေရာကိုရောက်မှစားတောက်ကြပါနံပါတ်4အနေနဲ့သူတို့မှာအမိုက်ပုံးတွေရှားပါပေမဲ့အမိုက်လည်းမရှိကြပါဘူးဂျပန်မှာအများဆုံးအမိုက်ပုံးတွေဟာအလွန်ရှားပါပါတယ်ဒါပေမဲ့လမ်းတွေကတော့အမြဲတမ်းတန်ရှင်းနေတတ်ပါတယ်ဂျပန်လူမျိုးတွေဟာသူတို့ရဲ့အမိုက်တွေကိုစွန့်ပစ်ဖို့အမိုက်ပုံးမတွေ့မချင်းမစွန့်ပစ်ကြပါဘူးနံပါတ်5အနေနဲ့ကတော့လူမြင်ကွင်းမှာချစ်ချင်းမြတ်တာမပြတ်တာပါနဲ့လူမြင်ကွင်းမှာနမ်းရှုံတာပွေးဖက်တာဒါမှမဟုတ်အလွန်အကျွံရင်းနှီးတဲ့အမူအရာတွေကလက်မခံနိုင်တဲ့အရာတွေဖြစ်ပါတယ်နံပါတ်6အနေနဲ့ကတော့အိမ်တွင်းမှာဖက်နှက်မစည်းပါနဲ့ဂျပန်မှာအိမ်ဖျားကြောင်ဒါမှမဟုတ်စားတောက်ဆိုင်ချို့ကိုဝင်တဲ့အခါဖက်နှက်ချို့ရပါတယ်ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တူပါတယ်နံပါတ်9အနေနဲ့ကတော့ဓာတ်လေကားထဲမှာစိတ်နေပါဓာတ်လေကားတကားတွေပိတ်သွားတဲ့အခါလူတွေဟာစကလုံးဝမပြောတော့ပါဘူးအတူတူရှိနေတဲ့မိတ်ဆွေတွေတောင်မှစိတ်နေဖို့ကြိုးစားကြပါတယ်တချို့အတွက်တော့ဒီစီးမြင့်တွေကတင်းကျပ်နေတယ်လို့ခံစားရနိုင်ပေမဲ့တချို့အတွက်ကြတော့ဒါတွေကစီကံရှိမှုနဲ့လေးစားမှုကိုဖော်ပြနေတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းဂျပန်နိုင်ငံကိုသာရောက်ဖြစ်ခဲ့မယ်ဆိုရင်ဒီစီကံတွေကိုလိုက်နာဖို့မမေ့ပါနဲ့ဒီဗီဒီယိုလေးကိုကြုံနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Create Studio လေးကို like and follow လုပ်ခဲ့ပေးကြပါဦးနော်